ပါရှင်စုပါဒီနေ့မှာတော့နွားနို့ပူတင်းလေးလှုပ်ရှားဖြစ်တာနဲ့အားလုံးကိုပြန်လည်ညှဝေပေးလိုက်ပါတယ်နော်ပထမဆုံးနို့စီသမင်းစားဆုံးဆုံးထည့်ပါတယ်ဒီနေ့မှာတခြားသုံးလို့လည်းအဆင်ပြေပါတယ်နော်ပြောင်းကုန်မှုပါပြောင်းကုန်မှုကိုသမင်းစားဆုံးသုံးဆုံးစာသုံးထားပါတယ်ပြောင်းကုန်မှုနဲ့နို့စီကိုအရင်သမအောင်ဝေပေးလိုက်ပါတယ်နွားနို့ကို300 ml သုံးထားပါတယ်နွားနို့ထည့်တဲ့အခါမှာတစ်ခါတည်းမထည့်ဘဲနဲ့နည်းနည်းချင်းထည့်ပြီးတော့ဝေပေးပါတယ်ပူတင်းကွက်3ကွက်စာပဲဖြစ်တဲ့အတွက်300 ml ပဲသုံးထားတာဖြစ်ပါတယ်စားနဲ့ငယ်ထည့်ပေးပါတယ်နွားနို့ကြိုဝီစားပြီးတော့ပြင်ပါတယ်ဒီနေရာမှာခွက်မသုံးမဲနဲ့ဒေဝဲတွေကိုတစ်ခါတည်းရောပြီးတော့အပူပေးရင်လည်းအဆင်ပြေပါတယ်မီးပွင့်ပြီးအပူပေးလိုက်ပြီဆိုတာနဲ့အဆက်မပြတ်မှွေပေးဖို့လိုပါတယ်ပြတ်တဲ့အနေအထားတွေရအောင်ဒီမှွေပေးရပါမယ်ခုဆိုတပြေးပြေးနဲ့အရည်လေးဖြစ်လာပါပြီဒီလိုမျိုးမှွေပေးနေရင်လည်းတစ်ဖက်မှာလည်းကိုသုံးတဲ့ပူတင်းခွက်လေးတွေကိုစီးတုပ်ထားပေးဖို့လိုပါတယ်နော်ဖြည်းဖြည်းပြတ်တဲ့အနေအထားကိုရောက်လာပါပြီဒါဆိုရင်တော့ချပြီးတော့ပူတင်းခွက်လေးတွေထည့်ဖို့ပဲလိုပါတော့တယ်ဆိုတော့ပူတင်းခွက်3ခွက်ကိုသုံးထားပါတယ်ဒီနေရာမှာကိုယ်အဆင်ပြေတဲ့ပူတင်းခွက်လေးတွေကိုအသုံးပြုလို့ရပါတယ်နော်အားလုံးထပ်ပြီးသွားရင်ဆိုရင်တော့ကြေခဲ့တဲ့ထဲမှာ2နာရီ3နာရီလောက်ထားပေးပါတယ်ဆိုတော့1နာရီနဲ့ပဲထုတ်လိုက်ပါတယ်ပကံများလေးတွေကိုပြောင်းပြီးတော့ထည့်ပေးပါတယ်နောက်ဆုံးမှာတော့ချစ်စရာကောင်းပြီးဆက်လို့လည်းအရန်ကောင်းတဲ့နွားနို့ပူတင်းလေးရလာပါပြီ။တာဝန်ပစ္စည်းကလည်းနွားနို့နဲ့တခြားရှိုံနဲ့အဆင်ပြေတာမို့လိုက်လို့စားကြည့်ကြပါနော်။ဆိုတော့ပူတင်းလေးအပေါ်မှာအုံသီးမှုလေးဖြူပြီးတော့စားလိုက်ပါတယ်။ကဲဒါဆိုရင်တော့ပြည့်စုံတဲ့ပူတင်းလေးရလာပါပြီ။ပူတင်းသားလေးကလည်းအရန်နူးညံ့ပြီးစားလို့လည်းအရန်ကောင်းပါတယ်။မစားခင်အချိန်မှာအုံသီးလေးဖြူထားတဲ့အတွက်အုံသီးနံလေးသင်းပြီးတော့စားလိုက်တဲ့အချိန်မှာအရသာလေးကနွားနို့အရသာလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့အချိုကလေးတစ်ခုဖြစ်ပါတယ်။ဆိုရဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နော်။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း like and share လေးလုပ်ထားပေးပါဦးနော်။ဒီကနေ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်ထားပေးပါအောင်လို့ဆိုနေတောင်းဆိုချင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်။ Bye bye